အနိုင်မယူတဲ့မန်ယူတို့ကတော့ဝက်ဆန်ကိုတေးကြသွားခဲ့ပြန်ပါပြီ။အားလုံးပဲမင်္ဂလာပါများဦးဆန်းဖူဘော်ရှိုးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။မန်ချက်ယူနိုက်တက်အသင်းဟာမနေ့ညကဒီဇင်ဘာပွဲချက်ကာလပထမအဦးဆုံးပွဲအဖြစ်ဝက်ဆန်အသင်းကိုအိမ်ကွင်းမှာအခမ်းကစားခဲ့ပြီးတပတ်တကူစီတေးရလဲထွက်ပေါ်ခဲ့ပါတယ်။ဒီပွဲက United ပရိသတ်တွေကိုဒေါသအတော်ထွက်စေမဲ့ပွဲတွေပါ။ပြီးခဲ့တဲ့အပတ်ကပေးလေးကိုအနိုင်ကစားထားနိုင်ခဲ့တဲ့ United အခြေစွမ်းကဒီပွဲမှာအနိုင်ရလဲပြတ်သားစေမဲ့အခြေစွမ်းမျိုးပြင်သွင်းကိုတွေဘလူပြန်နေစေမဲ့စွမ်းဆောင်ရည်မျိုးလည်းရှိမနေခဲ့ပါဘူး။ဝက်ဆန်လိုခန်းစစ်အញ្ញံပြင်းဆုံးအသင်းကိုပွဲစကလေးကဖိအားပေးကစားနိုင်မှုခက်ခဲခဲ့တယ်လို့ကိုရဖို့အခွင့်အရေးကောင်းလည်းဖန်နေနိုင်ခဲ့ပါဘူး။ဝက်ဆန်ကအနိုင်ရလဲအထက်အသေးတမတ်ကိုသာအာယုံစိုက်လာတဲ့အသင်းဖြစ်တဲ့အတွက်ခန်းစစ်ပုံစံနဲ့ကစားတာပြပြောစရာမဟုတ်ပေမဲ့ဝက်ဆန်ခန်းစစ်ကိုချိုးဖျက်ပြီးဂိုးတွေမသွင်းနိုင်တာက United ကစားသမားတွေအတွက်တော့ပြပြောစရာပါ။ဝက်ဆန်ကဒီယာဒီပရီးမီးယားလိဂ်မှာခန်းစစ်က28ဂိုးထိပေးထားတဲ့အသင်းဖြစ်ပြီးခန်းစစ်ပေးဆော့ရင်တော့ဂိုးတွေအမြဲခွင့်ပြုပေးနေရတဲ့အသင်းပါ။ဒီလိုအသင်းကို United ကစားသမားတွေကအမြင်ဘောတွေနဲ့သာအချိန်ကုန်ခံကစားနေကြတာကြောင့်ပရာပိုင်းတစ်ပိုင်းလုံး United အသင်းကိုရဖို့လမ်းစားတော်မမြင်ခဲ့ရတဲ့အခြေအနေပါဒုတိယပိုင်းမှာအမြင်ဘောတွေအစားအနေဘောတွေနဲ့ကစားခဲ့လို့ဒါတော့တယောက်ဥဆောင်ကိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်ပရာပိုင်းကလို့သာဝင်းပတ်ကစားသမားတွေကအမြင်ဘောသာပေးနေရင် United အသင်းဒီပွဲမှာတကိုးရဖို့တော့မလွယ်ကူလာပါဘူး United အသင်းတကိုးရထားတဲ့အခြေအနေမှာကစားရော့သွားခဲ့ပြီးတကိုးနဲ့ပွဲကိုအဆုံးသတ်ပစ်ဖို့နီးပြဖြစ်သူအမေရိကရွေးထားပုံမှာတိုက်စစ်ကဇန်စီကိုညာတို့ကိုထုတ်ပြီးကွင်းလည်ဖြည့်ကစားခဲ့တာကြောင့်သွင်းကိုတွေထည့်ရဖို့ကြိုးစားရမယ့် United ကချက်ချင်းဆိုသလိုခံစစ်တာပြောင်းသွားခဲ့ပါတယ်။ဝေဆန်ကဒါကိုခွင်ကောင်းယူပြီးဆက်ပြီးအနေထားကနေခြေပါကိုပြန်သွင်းသွားပါတယ်။ပွဲချိန်83မိနစ်မှာခြေပါကိုပြန်ပေးလိုက်တာကြောင့် United အသင်းဆင်းမမီဖြစ်ခဲ့ရပြီးတေးတမတ်နဲ့သာအိမ်ကွင်းမှာကျင်းနေခဲ့ရပါတယ်။အကယ်၍ United သာဒီပွဲလာနိုင်ရခဲ့ရင်ကမ္ဘာချန်ပီယံ Chelsea တို့နဲ့အတူအဆင့်9နေရာမှာရမှတ်တူရပ်တည်နေတဲ့အသင်းဖြစ်သွားမှာပါ။အခုတော့8မိုင်ကုန်းမှာဂျိုးဂျာတို့နဲ့အတူမိဟောင်းဆွေဟောင်းနေဆိုတဲ့အတိုင်းအပေါ်အောက်ရပ်တည်နေရတဲ့အသင်းဖြစ်နေခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။